မဟာဗောဓိစေတီတော်ကြီးဆိုတာဘုရားမြတ်စွာဘုရားဖြစ်သို့ရောက်တဲ့အချိန်အနိဗ္ဗာန်ဝန်းကျင်ခုနှစ်ဌာနမှာတဌာနလင်ခုနှစ်ညစီသရင်သုံးနေထိုင်သွားလို့49ညတိတိသရင်သုံးနေထိုင်သွားတဲ့နေရာဌာနဖြစ်တော့ကြောင့်ဣဒ္ဓမထူးခြားတဲ့မြတ်စွာဘုရားရဲ့ခုံတော်ကိုပူဇော်သောအဖြစ်မြတ်ဗုဒ္ဓရဲ့ခရာအမှတ်တရ49ညအကြောင်းယနေ့ခေတ်အိန္ဒိယနိုင်ငံမှာဘုရားဂယာလို့အများအားဖြင့်သိနေကြတဲ့ထိုဒေသဟာရှင်းကတော့ဘုရားဂယာလို့ခေါ်ရပုံမရဘူးဥရုဝေလာဆိုတဲ့နာမည်နဲ့ခေါ်လာခဲ့တာဖြစ်ပါဒီနေ့ခေတ်တော့အနီးမှာရှိတဲ့ဂယာမြို့ကိုအကြောင်းပြုပြီးတော့ဘုရားဂယာဆိုတဲ့နာမည်နဲ့အတိများလို့ historical site လို့ခေါ်ရလောက်အောင်သာသနာတော်ကိုကြီးညိုတဲ့တိရိဓမ္မသောကမင်းကြီးကဥဆောင်ပြီးတော့မင်းသမီးကြီးတို့အပါဝင်ပေါ့မြန်မာနိုင်ငံကဘုရားဂယာဒေသမြတ်စွာဘုရားသရင်309ဌာနကိုသမိုင်းမှတ်တိုင်ကြီးတွေစိုက်ပြီးတော့ထားတာဘုရားဘာသာဝင်မြန်မာနိုင်ငံကသူတော်စင်တွေဟာငွေကြေးဒနာအကုန်ကြခံပြီးတော့အိန္ဒိယနိုင်ငံကိုတွားရောက်လို့ဘုရားပွင့်တဲ့နေရာကိုရှိခိုးကြတယ်ပူဇော်ကြတယ်အခုမျက်မှောက်အိန္ဒိယနိုင်ငံမှာမှတ်တိုင်တွေစိုက်ပြီးတော့အခုလိုမဟာဗောဓိစေတီကြီးနဲ့လက်ကွတတ္တဌာနအမတ်တရားတွေလှုပ်ထားတာဟာဘုရားပြိဋိဘံစံပြီးမှလှုပ်ထားတာဖြစ်သောကြောင့်မြတ်စွာဘုရားနဲ့အနည်းဆုံးနှစ်ပေါင်း200-300လောက်ကွာလှမ်းပြီးတော့မှတိဆောက်ထားတာတွေဖြစ်တယ်။ဘုန်းကြီးဒီကနေ့ညမြတ်ဗုဒ္ဓဤခရာအမတ်တရား49ညဆိုတာကြတော့တကယ်မြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကတရင်သုံးနေတဲ့ပုံရိပ်တွင်တွေကိုဖော်ပြမှာဖြစ်ပါတယ်။အဲ့တော့ဒီတရားနာပြီးတဲ့အခါမှာတကယ်ကိုမြတ်စွာဘုရားဟာဘုရားဖြစ်သူရောက်ပြီးတော့မဟာဗောဓိပင်နဲ့ပတ်ဝန်းကျင်မှာမဟာဗောဓိပင်အောက်နဲ့ပတ်ဝန်းကျင်အနီးဌာန9ဌာနမှာဘယ်လိုပုံတရင်သုံးပြီးတော့အပန်းဖြေနားနေခဲ့တယ်ဆိုတာစာပေကျမ်းမှာလာတဲ့အတိုင်းဟောကြားခဲ့ပါမယ်ထို့သောနားနေနေတဲ့အချိန်မှာဘုရားမြတ်စွာဟာမြတ်တော်ကရှင်းဆိုပြီးတော့ဘယ်လိုဥဒန်းစကားတွေကိုချူခဲ့တယ်ဘယ်သူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့အတိတ်ကပုံရိပ်တွင်နေဟာလည်းပဲတမျိုးမြင်ရင်မြင်ရမှာဖြစ်ပါတယ်ပေါ့ဒီကနေ့ခေတ်နဲ့မတူတာတွေ့လို့ရှိရင်တော့မြတ်စွာဘုရားတက်တော်ထင်ရှားရှိတုန်းကဘုရားတရင်သုံးခဲ့တဲ့ပုံရိပ်အသွင်ကိုစာပေကျမ်းမှာမှတ်တမ်းတင်ထားတာဖြစ်သောကြောင့်ဒီပုံရိပ်အသွင်ဟာမူရင်းဖြစ်တယ်ဒီနေ့အိန္ဒိယနိုင်ငံမှာမှတ်တမ်းတင်ထားတာတွေကနှစ်ပေါင်း200ကျော်နောက်ချပြီးတော့မှသမိုင်းအဖြစ်အမတ်တရားစိုက်ထူထားတာဖြစ်တယ်လို့ဒီလိုမှတ်ယူကြပြီးတော့ဝတ်စွာဘုရားဟာခရာဒေသတော့မဟုတ်အဲ့ဒီခေတ်ကတော့ဥရုဝေလာဒေသမှာ49ညမဟာဗောဓိပင်ပတ်ဝန်းကျင်မှာဘာတွေလုပ်ပြီးတော့တရင်သုံးနေထိုင်ခဲ့တာလဲဆိုတာဝိနည်းပိဋကမဟာဝက္ခပါဠိမှာအတော်ပြည့်ပြည့်စုံစုံဖော်ပြထားတာရှိတယ်။တခါဥဒဏပါဠိမှာလည်းပဲဒီအကြောင်းအရာလေးတွေဖော်ပြထားတာရှိတယ်။ဒါကမဟာဝက္ခပါဠိနဲ့ဥဒဏပါဠိဆိုတာမြင်ရင်းကြတဲ့ဒေသနာတော်ကြီးဖြစ်တယ်ပေါ့။အဲ့ဒါကိုဖြစ်ဆက်ပြီးတော့ပြောထားတဲ့အထက်ကရာစကားများလည်းပဲပါဝင်တယ်ပေါ့။အဲ့တော့မူရင်းပါဠိတော်မှာအားလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမဟာဗောဓိပင်အောက်မျက်စိဆုပ်ဖြန့်ခင်းပြီးတော့အမတန်ပူပြင်းတဲ့အိန္ဒိယနိုင်ငံရဲ့
အဲ့ဒီတော့လောက်ပူခြင်းမှလည်းပူမှာပေါ့နော်အိန္ဒိယနိုင်ငံရဲ့ကဆုံလယာဒီမှာစိမ့်စိမ့်ဆိုနဲ့အလွန်အေးမြတဲ့ရက်ခင်းလေးပေါ်မှာထိုင်ပြီးတော့မဟာဗောဓိပင်အောက်ရက်ခင်းပေါ်မှာထိုင်ပြီးနေထွက်တဲ့အရှိတ်ကိုမျက်နှာမူလို့ဒီကနေ့ဘုရားမဖြစ်ရင်ဒီနေရာကမထတော့ဘူးဆိုတဲ့တဏိဋ္ဌာန်နဲ့ဘုရားလောင်းတော်ဟာကဆုံလာပြီးနေမှာအာနာပါနတတိကမ္မထံကိုအရင်တည်ပြီးတော့တရားကျင့်တော်မူခဲ့တာဖြစ်တယ်ပေါ့အဲ့လိုနောက်ဆုံးကဆုံလာပြီးနေမှာစတင်ပြီးတော့တရားကျင့်တဲ့အခါနေမဝင်ခင်မနသားရဲ့လာရောက်နှောက်ယှက်မှုကိုအောင်မြင်ပြီးတဲ့နောက်ပထမယံမှာအာနာပါနတတိကိုအခြေပြုတဲ့တမထကျင့်စဉ်ဖြစ်ဇန်၄ပါးရလို့ပုဗ္ဗေနိဗ္ဗာန်ဒုတ္တိဉာဏ်ကိုရရှိတော်မူခဲ့တယ်ဝိရှိမယံလို့ဆိုတဲ့10နာရီကျော်နောက်ပိုင်းမှာဘောဂရကြီးတစ်ခုလုံးစัจ java လာပေါင်းမြောက်များစွာကိုတပြိုင်နဲ့မြင်နိုင်စွမ်းရှိတဲ့ဒိဋ္ဌစက္ခုအဘိညာဉ်ကိုမျက်မှောက်ပြုတော်မူခဲ့တယ်နိုင်ရနှစ်ချက်လောက်တမာနခံမရတဲ့ပစ္စည်းမယံတိုင်းရောက်တဲ့အခါကျသမထကျင့်စဉ်ကိုဝိပဿနာအဖြစ်ကူးပြောင်းပြီးတဲ့နောက်အရုံတက်ခဏီလေးအချိန်မြတ်စွာဘုရားရဲ့ဝိပဿနာဉာဏ်တွေဟာအမတန်မှထက်မြက်ဆူးရှာပြီးအရုံပလိုက်တာနဲ့ဒီကြိုင်နဲ့အာတရခေယဉာဏ်လို့ဆိုတဲ့အရတ္တမဉာဏ်တော်ကြီးကိုရရှိခဲ့ပါတယ်ကဆုံလာပြီးနေညနာနဲ့အရုံမတက်မီအရုံတက်တဲ့အချိန်လေးမှာပြောမယ်ဆိုရင်တော့ကဆုံလာပြီးတော့တရက်ရောက်သွားတယ်လို့ဒီလိုပြောမှာပေါ့နော်အဲ့ဒီအချိန်လေးမှာအရတ္တမဉာဏ်ကိုရပြီးတော့ထိုရတ္တမဉာဏ်ရဲ့အစဉ်တစားဖြစ်တဲ့တမ္မယုတဉာဏ်တို့အတ္တတရဏဉာဏ်တို့ဝေတရိစ္ဆဉာဏ်တို့စတဲ့ဘုရားခင်ကိုယ်တော်မြတ်တို့ရထိုက်တဲ့အရေးချင်းတွေအလုံးပါဝင်တဲ့ဂုဏ်ဝိသေတနဲ့တကွသဗ္ဗညုဘုရားဖြစ်သူရောက်ရှိတော်မူခဲ့တယ်လို့အဲ့ဒါလို့ရောက်ရှိပြီးတာနဲ့တပြိုင်နက်အလုံးပြီးတဲ့အတိုင်းအလွန်ဝမ်းမြောက်သည့်ဖြစ်ကြောင်းအနေကဇာတိတန္တာရံတန္တာဝိတံအနိဒိတံကာဟကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏတဏှာမှာခဏခဏလူဖြစ်လိုက်နတ်ဖြစ်လိုက်နဲ့တဘွားကသေနောက်ဘွားမွေးဖွားလိုက်နဲ့မဆုံးနိုင်တဲ့တဏှာခရီးကြီးမှာအကျဉ်းချင်းအထက်ထက်မွေးနေရတာအမှန်တန်ဒုက္ခရောက်တယ်။ဘာကြောင့်ဒီလိုမွေးဖွားမှုတွေဖြစ်နေသလဲဆိုတာကိုအကြောင်းတရားကိုရှာတဲ့အခါမှာအကြောင်းမှန်ကိုမသိသည့်အတွက်ကြောင့်တဏှာကြီးထဲမှာအချိန်ပေါင်းမြောက်များစွာကဘာပေါင်းမြောက်များစွာဘဝပေါင်းမြောက်များစွာရှင်းနေကြရတယ်ဆိုတဲ့အထိပ္ပယ်ရှိတယ်ပေါ့ဒီကနေ့တော့ဖြစ်ခန္ဓာအိမ်ကြီးကိုဒီဇိုင်းထုတ်ပြီးတော့ဆောက်လုပ်နေတဲ့ပုဂ္ဂိုလ်ဆောက်လုပ်နေသူတရားခံကိုငါတွေ့ပြီကာဟကာရကဒိဋ္ဌောတိမြတ်စွာဘုရားကအရဟတမဉာဏ်ကြီးကိုရလိုက်တာနဲ့တပြိုင်နက်ဘယ်သူဆောက်တယ်ဆိုတာသိသွားသိလိုက်တဲ့အတွက်ကြောင့်ဆောက်လုပ်ရေးနဲ့သက်ဆိုင်တာတွေအားလုံးကိုဖြည့်ဆည်းပြလိုက်နိုင်တယ်ပေါ့ဆိုလိုတာကဆောက်လုပ်နေသူတရားခံကဘယ်သူလုံးဆိုလို့ရှိရင်ဘဝကိုတွေ့တာနေတဲ့တဏှာပဲဖြစ်တယ်အဲ့ဘဝကိုတွေ့တာနေတဲ့တဏှာကိုအားပေးအားမြောက်ပြုနေတဲ့ကိလေသာတွေရဲ့ထိုကိလေသာတွေကိုအခြေခံပြီးတော့ပြုလုပ်နေကြတဲ့ကံတရားတွေဒါတွေအားလုံးကိလေသာတွေကိုဖယ်ရှားပစ်လိုက်ခြင်းဖြင့်
ကံတရားတွေပါအကျိုးပေးလို့မရအောင်လုပ်လိုက်တယ်အဲ့ဒါကိုတပ္ပတေဖာတုကဘက်ခာကဟကုတံဝိတ္တိကတံလို့ဆိုတယ်အမှန်မသိတဲ့အဝိဇ္ဇာကစပြီးတော့ဖြိုချလိုက်တယ်ဖြိုချလိုက်ပြီးတော့မြတ်စွာဘုရားရဲ့စိတ်ဓာတ်ဟာသင်္ခါရတွေလုံးဝမပတ်သက်တဲ့သင်္ခါရတွေကင်းတဲ့အကြောင်းတရားတွေပေါင်းစပ်ပြီးထုတ်လုပ်တတ်တဲ့အဲ့ဒီအကြောင်းတရားတွေလုံးဝသင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုအာယုံပြုနိုင်တာနဲ့တပြိုင်နက်ကိလေသာတွေကုန်သွားလို့တဏှာတွေကိုအကျိုးမဲ့ကုန်ခန်းစေနိုင်တဲ့အရဟတမေဉာဏ်ကိုမျက်မှောက်ပြုရပြီဒီဥဒ္ဒစကားကိုအရင်ကျွေးရင်လိုက်တာအဲ့ဒီကျွေးရင်ပြီးတဲ့နောက်မှာမဟာဗောဓိပင်အောက်မှာပဲဆက်လက်ပြီးတော့မြတ်စွာဘုရားဟာခொနည်းတိတိထိုင်နေတော်မူတယ်ဒီအကြောင်းကိုစာပေကျမ်းဂန်မှာဘယ်လိုမှတ်ထားတော့ဆိုတိနာခောပနတမေနဘုဒ္ဓောပကဝါဥဝေလာယံဝိဟရတိနစ္စာနေရင်စရာယတိရေဘောဓိဒုက္ခမူလီပထမဘိတံဘုဒ္ဓောတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာဥရဝေလာတောနေရင်စရာမြို့ရဲ့ကမ်းခြေဘောဓိပင်ရင်းမှာတဲ့ဖရာအဖြစ်သို့ရောက်ရှိပြီးပထမဆုံးအကျိန်ဘောဓိပင်အောက်မှာတရင်သုံးနေထိုင်ခဲ့ပါတယ်လို့ဟောကဆုံလာပြီးတော့တရက်နေရနေပြီးတော့လာပြီးတော့9ရက်ထိအောင်မရှိမပြောင်းတဲ့ပလင်နဲ့တရင်သုံးနေထိုင်ခဲ့တယ်ဖရာဖြစ်စမ်းမှာမဟာဗောဓိပင်ကြီးကလည်းဖရာလောင်းတော်လေးဖွားမြင်တဲ့နေ့မှာပေါက်လာတာအဲ့ဒီညောင်မင်းရဲ့ဘောဓိပင်ရဲ့တက်တန်းကလည်းပဲ35နှစ်လို့ပြောရမှာပဲဖျားဖြစ်ဖို့ထိုင်းနေတဲ့ဖျားဖြစ်လို့ထိုင်းနေတဲ့ညောင်မင်းကတက်တန်း35နှစ်ရှိပြီပေါ့အဲ့ဒီအောက်မှာစိမ့်စိမ့်ဆိုဆိုနဲ့အလွန်အေးမြတဲ့မျက်ရှိစုပ်ကိုဖြန့်ခင်းပြီးတော့ဖျားလောင်းတရားကျင့်ရနေပြီးတော့ဖျားဖြစ်သူရောက်သွားတာတဲ့ရောက်သွားပြီးတော့ကဆုံလာပြီးတော့တရားနေရာနေစပြီးတော့သတင်းတုံးထိုင်းနေတယ်အဲ့ဒါကိုစာပေကျမ်းဂန်မှာဘောဓိရုက္ခမူလီဘောဓိပင်ရင်းမှာပတ္တဟံ9ရက်ပတ်လုံးဧကပလင်ကေနတခါဒီထိုင်တဲ့တမလင်ဖြင့်ဝိမု ക്തി ဒုက္ခပဋိတံဝေတိလွတ်မြောက်တဲ့ချမ်းသာကိုခံစားလျက်နိတိတိထိုင်နေတော်မူခဲ့ပြီလို့စာပေကျမ်းဂန်မှာဒီလိုမှတ်တာလာပြီးတော့တရက်နေ့ကနေစပြီးတော့9ရက်တိတိဝိမု ക്തി ဒုက္ခကိုခံစားလျက်ထိုင်နေတော်မူတယ်မထမပြောင်းထိုင်နေတာနော်ဘယ်မှထမသွားဘူးနောက်ဖေးလည်းမသွားဘူးရေလည်းမတောက်ဘူးအစာလည်းမစားဘူးလို့ဒီလိုဆိုလိုတာနော်တချို့ကတော့ယုံကောင်းမှယုံမယ်ပေါ့သမင်းတဲ့9ရက်မထမပြောင်းဒီလို9ရက်တိတိဘာမှမစားပဲနေနိုင်လားလို့ဆိုသူစာတာမနဲ့ခင်းကလာပြီနေ့မနဲ့ခင်းကသူစာတာကတ်ထားတဲ့နုကနာထမင်းဟာ49ရက်တိတိခန္ဓာကိုယ်ရဲ့ဆာလောင်မှုကိုထိန်းထားနိုင်တဲ့စွမ်းရည်တတိရှိသွားတယ်အမှန်တမ်းကောင်းတဲ့အစီဩဇာတွေဖြစ်သည့်အတွက်ကြောင့်အစာချမ်းမဟုတ်သည့်အတွက်ကြောင့်ဘာမှလူတွေလိုအညစ်အကြေးစောင့်စရာလည်းမလိုဘူးလို့ဆိုလို့တယ်ခန္ဓာကိုယ်ထဲမှာအစီအနှစ်တွေကြီးပဲဖြစ်ပြီးတော့အစီအနှစ်တွေဆိုတာအကျမ်းအဖတ်မရှိသည့်အတွက်ကြောင့်စွန့်ပစ်เสียမရှိဘူးလို့ပြောတာပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဘုရားရှင်ကိုရောမြတ်ဘုရားဖြစ်ခါ9ည49ရက်တာမြတ်ဘာကိုမှစားเสียမလိုတော့ဘူး
အမှန်တန်ထူးခြားပြီးတော့ဩဇာတတ်ပြေဝတဲ့သူဇာရာကတ်တဲ့နှုတ်ကနာဆွမ်းနဲ့ပဲ49ရက်ထိအောင်ဆာလောင်မသိချင်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားဖျားဖြစ်သူရောက်ခါစားလေးမှာဘောဓိပင်ရင်းမှာ9ရက်တိတိမထမပြောင်းနဲ့တခါတည်းတထိုင်တည်းသောတက်မလင်ခွေဖြင့်ဝိမု ക്തി ဒုက္ခကိုခံစားတယ်ဝိမု ക്തി ဒုက္ခလွတ်မြောက်တဲ့ချမ်းသာဆိုတာဘာပြောတာလဲကိလေသာတွေကလည်းလွတ်မြောက်သွားတယ်သင်္ခါရအာယုန်တွေကလည်းလွတ်မြောက်သွားတယ်မျက်စိကမြင်ရတာတို့နားကကြားရတဲ့အတန်တွေတို့နှာခေါင်းကနမ်းရှုလို့ရတဲ့အနတ်တွေတို့လျှာနဲ့ရရတဲ့အရာတွေတို့ခန္ဓာကိုယ်ကထိတွေ့လို့ရတဲ့အရာတွေဒါတွေနဲ့ပတ်သက်တဲ့အာယုန်တွေဟာသင်္ခါရအာယုန်တွေချစ်ကောသင်္ခါရအာယုန်မှန်သမျှဖြစ်ပြီးရင်ပြတ်သွားတာလေအဲ့ဒီသင်္ခါရအာယုန်တွေကင်းလွတ်သွားတဲ့နိဗ္ဗာန်ကိုအာယုန်ပြုတာဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့စိတ်ဟာကိလေသာတွေကလည်းလွတ်တယ်သင်္ခါရအာယုန်ကလည်းလွတ်သွားပြီးတော့နိဗ္ဗာန်ကိုအာယုန်ပြုပြီးတော့ဖြစ်မှုပြမှုတွေကင်းတဲ့နိဗ္ဗာန်ကိုအာယုန်ပြုနေတဲ့ချမ်းသာလို့ဒီလိုဆိုတာပေါ့အာယုန်ပြုတဲ့ဖလားတမဘတ်အရတ္တဖို့ဖလားတမဘတ်ကတော့သင်္ခါရပဲသို့တော့အရတ္တဖို့စိတ်ရဲ့အာယုန်ဖြစ်တဲ့နိဗ္ဗာန်ကြတော့သင်္ခါရခင်းတဲ့အရာဖြစ်တယ်ပေါ့အဲ့တော့သင်္ခါရတွေလွတ်ကင်းတဲ့နေရာဆိုတာဘလောက်ချမ်းသာလိုက်မလဲသင်္ခါရတွေဆိုတာလှုပ်ရှားရိပ်ရိုင်ပြောင်းလဲနေတာသင်္ခါရကင်းတယ်ဆိုတဲ့နိဗ္ဗာန်ဟာလှုပ်ရှားခြင်းရိပ်ရိုင်ခြင်းပြောင်းလဲခြင်းဖြစ်ပေါ်လာခြင်းပျက်စီးသွားခြင်းပေါ်လာခြင်းပျောက်ကွယ်သွားခြင်းဒါတွေတခုမှမရှိဘူးတဘာဝတိုင်းတည်ငြိမ်နေတဲ့အနေအထားတစ်ခုပေါ်မှာမြတ်စွာဘုရားတည်ငြိမ်တဲ့လွတ်မြောက်တဲ့ဝိမု ക്തി ဒုက္ခကိုခံစားနေတာဆိုလိုတာကရတ္တဖို့တမပတ်ဝင်စားပြီးတော့နေတယ်လို့ဒီလိုပြောတာနော်ဒီရတ္တဖို့တမပတ်ဆိုတာစံချမ်းသာတွေလည်းအမှန်တမ်းချမ်းသာတယ်အမှန်တမ်းဆင်းရဲတဲ့ချမ်းသာဒါဖြင့်ဒီရတ္တဖို့တမပတ်ကိုဝင်စားဖို့ဆိုလို့ရှိရင်ဘယ်ကနေသွားရတော့ဆိုဝိပဿနာကျင့်စဉ်ကပဲသွားတာဒါပေမဲ့ဝိပဿနာကို၃မျိုးခွဲထားတာရှိတယ်နံပါတ်1သင်္ခါရတရားတွေကိုအသိဉာဏ်ဖြင့်ပိုင်နိုင်ရှုမှတ်တဲ့ဝိပဿနာကိုသင်္ခါရပရိခဏနဝိပဿနာလို့ခေါ်တယ်သင်္ခါရတရားတွေကိုအသိဉာဏ်ဖြင့်ပိုင်နိုင်စွာရှုမှတ်တဲ့ဝိပဿနာအဲ့ဒီဝိပဿနာကြတော့ထက်မြက်သည်ဖြစ်စေနှုတ်နှေးသည်ဖြစ်စေဒီဝိပဿနာရဲ့အကျိုးဆက်ကတော့မက်ကိုဖြစ်ပေါ်စေခြင်းပဲဖြစ်တယ်ပေါ့ဆိုလိုတာကသင်္ခါရတွေကိုပိုင်နိုင်သိတဲ့ဝိပဿနာဟာမက်စိတ်ဖြစ်ပေါ်ဖို့အတွက်အကြောင်းတရားဖြစ်တယ်မက်ကိုမျက်မှောက်ပြုနိုင်တယ်လို့ပြောတာသင်္ခါရအာယုံကိုရှုမှတ်ခြင်းဖြင့်ရှုမှတ်တဲ့ဝိပဿနာဉာဏ်ဖြင့်မက်ကိုအာယုံပြုမက်ကိုဖြစ်ပေါ်စေတယ်မက်ကိုဆက်ရောက်တယ်အဲ့ဒါကိုသင်္ခါရပရိခဏနဝိပဿနာလို့ဒီလိုခေါ်တယ်အခုမြတ်စွာဘုရားဝိမု ക്തി ဒုက္ခကိုခံစားတဲ့ဝိပဿနာကသင်္ခါရပရိခဏနဝိပဿနာမဟုတ်ဘူးဒီဝိပဿနာကြတော့ဖလသမပတ္တိဝိပဿနာလို့ခေါ်တယ်ဖလသမပတ္တိဝိပဿနာဆိုတာကိုရရှိတဲ့ဖို့ကိုဆိုက်ရောက်ပြီးတော့လွတ်မြောက်တဲ့စိတ်ဖြင့်ချမ်းသာစွာနေထိုင်ဖို့အတွက်ကျင့်ရတဲ့ဝိပဿနာကိုခေါ်တယ်တဲ့ဒါကိုဖလသမပတ္တိဝိပဿနာ
အဲ့တော့အာနာပါနကမ္မထံကိုအာယုံပြုပြီးတော့ဝိပဿနာဉာဏ်ကိုပြန်ပြီးတော့ရှုဝိပဿနာဉာဏ်ကိုလှေကတိတပွဲအသုံးပြုပြီးတော့အရတ္တဖို့စိတ်ကိုမိမိတဏ္ဍမှာစင်စစ်မပြတ်ပေါ်အောင်လုပ်တဲ့နေစနစ်ပေါ့ဒီလိုဆိုလိုတာအဲ့တော့တမဘခံစားရတယ်ဖလတ်တမဘချမ်းသာကိုခံစားရတယ်အဲ့ဒီဖလတ်တမဒီကံဖြစ်တဲ့ဝိပဿနာကြတော့ထက်မြက်တဲ့ဝိပဿနာမှဖြစ်တယ်တဲ့နှုတ်နေတဲ့ဝိပဿနာနဲ့မရဘူးတဲ့ထက်ထက်မြက်မြက်ရှိရမယ်လို့ဆိုလိုတယ်နော်အဲ့တော့ဖလတ်တော်ကဝင်စားတဲ့ဝိပဿနာဟာထက်မြက်တဲ့ဝိပဿနာဉာဏ်မျိုးပြမယ်ဒီလိုဆိုတာနောက်ဝိပဿနာတစ်မျိုးကတော့ဘာလို့ဆိုနိရောဓသမပတ္တိဝိပဿနာစိတ်တွေစေတသိက်တွေစိတ်တစားရုပ်တွေအလုံးချုပ်ငြိမ်းပြီးတော့ရုပ်တရားတတ်တဲ့မြတ်ဉာဏ်နဲ့အဆင့်ရောက်အောင်အနာဂံယဟနာပုဂ္ဂိုလ်တွေဝင်စားလို့ရှိတဲ့နိရောဓသမပဝင်စားဖို့အတွက်အခြေခံအားထုတ်ရတဲ့ဝိပဿနာမျိုးကိုနိရောဓသမပတ္တိဝိပဿနာလို့ခေါ်တယ်အဲ့ဒီနိရောဓသမပတ္တိဝိပဿနာကြတော့သိမ့်နှုတ်ရင်လည်းမရဘူးတဲ့သိမ့်ထက်လို့လည်းမရဘူးတဲ့သိမ့်လည်းမညံ့ရဘူးသိမ့်လည်းမထက်မြက်ရဘူးအတော်မြတ်မြတ်တရဝိပဿနာဖြစ်မှနိရောဓသမပတ္ကိုဆက်ရောက်နိုင်တယ်ခက်ခဲတယ်လို့ပြောတာပေါ့နော်အဲ့ဒီဝိပဿနာဟာနှုတ်နဲ့ညံ့တဲ့ဝိပဿနာလည်းမဖြစ်ရဘူးထက်လွန်းတဲ့ဝိပဿနာလည်းမဖြစ်ရဘူးအလဲအလတ်မြတ်မြတ်တာသွားတဲ့ဝိပဿနာဖြစ်ရမယ်ဘာလို့လဲဆိုတော့သမထတလဲဝိပဿနာတလဲသမထတလဲဝိပဿနာတလဲနဲ့ဒီလိုသွားမှစိတ်စေတသိက်စေတသာယုတ်ဒီချုပ်ငြိမ်းတဲ့နိရောဓသမပတ္ကိုရောက်နိုင်တယ်တဲ့ထက်ထက်မြက်မြက်ကြီးသွားလို့ရှိရင်တော့ဖလားသမပတ္ပဲရောက်မယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့အခုမြတ်စွာဘုရားဟာဘုရားဖြစ်သူရောက်ပြီးတော့မဟာဗောဓိပင်အောက်9ရက်တိတိတချိန်ဤတော့တင်မလင်ခွေဖြစ်ဝိမု ക്തി ဒုက္ခကိုခံစားနေတယ်ဆိုတာအရတ္တဖလသမပတ္တိကိုခံစားနေတာအလွန်ထက်မြက်တဲ့ဝိပဿနာစွမ်းအားနဲ့မှရတဲ့ချမ်းသာကိုခံစားနေတာဖလသမပတ္ကထတဲ့အခါမှာပထမယံ6နာရီလောက်ကနေပြီး10နာရီလောက်ထိပေါ့နော်ပထမယံလို့ခေါ်တယ်ညကို3ပိုင်းပိုင်းထားတာ10နာရီလောက်ကနေပြီးတော့2ချက်လောက်ထိအောင်နိုင်ပြန်2ချက်လောက်ထိအောင်မစ္စည်းမယံ2ချက်ကနေပြီးတော့မနေ့မိုးလင်း6နာရီထိအောင်ပစ္စည်းမယံအဲ့ဒီည3ပိုင်းပိုင်းနဲ့ပိုင်းပြီးတော့ဖလားသမဘကထပြီးတော့ဘာကိုဆင်ញင်သုံးတတ်တယ်လဲလို့ဆိုလို့ရှိရင်အကြောင်းအကျိုးတန်တရားလဲစေတတ်တဲ့အကြောင်းအကျိုးနဲ့တန်တရားကထွက်မြောက်တဲ့အကြောင်းအကျိုးပဋိစ္စသမုပ္ပါဒ်လို့ဆိုတဲ့ဒီလေးနဲ့တဲ့အကြောင်းတရားတွေနဲ့ဆက်သွယ်ပြီးတော့အကျိုးတရားတွေကိုထုတ်လုပ်နေမှုဒါကိုနှလုံးသွင်းဆင်ញင်တယ်ပဋိစ္စသမုပ္ပါဒ်ကိုနှလုံးသွင်းဆင်ញင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုနှလုံးသွင်းတဲ့အခါမှာဖြစ်တဲ့အပိုင်းကနေပြောတာကြတော့အနုလောမလို့ခေါ်တယ်အဲ့ဒါရဲ့ပြောင်းပြန်မဖြစ်တဲ့အပိုင်းကိုပြောတဲ့အခါကျတော့ပฏิလောမလို့အနုလောမကိုမြန်မာတွေကအနုလုံလို့ခေါ်လိုက်ပြီးပฏิလောမကြတော့ပฏิလုံပေါ့အဲ့တော့အနုလုံပฏิလုံပရိစ္ဆသမုပ္ပါဒ်ပါဠိတော်ချင်းအနုလုံပฏิလုံအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဖြစ်မှုတွေကိုပြောပြသွားတာအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ဆိုတဲ့ဖြစ်မှုတွေကိုပြောပြသွားတာကိုအနုလုံလို့ခေါ်တယ်အဝိဇ္ဇာယတေဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓအရတ္တဘက်နဲ့အဝိဇ္ဇာကိုလုံးဝချုပ်အောင်လုံးလိုက်လို့အဝိဇ္ဇာချုပ်သွားလို့ရှိရင်သင်္ခါရချုပ်တယ်
ဟောဖြစ်မှုရဲ့ဆန့်ကျင်ဘက်အနေနဲ့ပြောလို့ပฏิလုံလို့ခေါ်တယ်အဲ့ဒီအနုလုံနဲ့ဆင်ញင်သုံးတတ်တယ်ပฏิလုံနဲ့ဆင်ញင်သုံးတတ်တယ်လို့ပရိစ္ဆသမုပ္ပါဒ်ကိုမြတ်စွာဘုရားကတဘာဝမှာထားတဲ့အခါဓမ္မပစ္စဝကနာတရားကိုဆင်ញင်သုံးတတ်တဲ့အနေနဲ့ဆင်ញင်သုံးတတ်ပြီးတော့နှုတ်ကနေထုတ်ပြီးတော့ဥဒန်းကျူးတယ်အဲ့ဒီဥဒန်းကျူးတဲ့ဂါထာ၃ဂါထာရှိတယ်ပထမယံမှာဥဒန်းကျူးတာတစ်ခါထားမစ္စည်းမယံမှာတစ်ခါပရိစ္ဆသမုပ္ပါဒ်ကိုဆင်ញင်သုံးတတ်ပြီးဥဒန်းကျူးတယ်တစ်ခါပစ္စည်းမယံမှာပရိစ္ဆသမုပ္ပါဒ်ကိုအနုလုံပတုလုံဆင်ញင်သုံးတတ်ပြီးတော့ဥဒန်းကျူးတာတစ်ခါထားလို့၃ဂါထာမြတ်စွာဘုရားဒီပထမ9ရက်မှာ9ရက်ပြည့်တဲ့နေ့မှာအခုလိုဆင်ញင်သုံးသပ်ခဲ့တာဒီမဟာဗောဓိပဲအောက်မှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကျွေးတဲ့ဥဒန်းဂါထာယတဟဝေပတုပဝန္တိဓမ္မာအာတပိနောသာယတောဗြဟ္မဏတ္တဆိုလိုတဲ့အဓိပ္ပာယ်ကချိုးချိုးဆာဆာနဲ့တရားဓမ္မကိုရှုမှတ်သုံးတတ်တဲ့သူတော်စင်သူတော်မြတ်ရဲ့တဏ္ဍာမှာတဲ့မောဒိပခေယတရားတွေသစ္စာ၄ပါးတရားတွေဟာအသိဉာဏ်နဲ့မှရှင်းရှင်းကြီးဖြစ်လာပြီဆိုရင်တဲ့အထသကင်္ခဝပယံတပ္ပါယတောပသနာတိတဟိတုဓမ္မအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့တရားအကြောင်းနဲ့တကွအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေကိုရှင်းရှင်းလင်းလင်းကြီးသိသည့်အတွက်ကြောင့်တဲ့ထိုသူတော်မြတ်ရဲ့တဏ္ဍာမှာအကြောင်းကျိုးနဲ့ပတ်သက်လို့တန်တရားဆိုတာလုံးဝမရှိတော့ဘူးတန်တရားတွေလုံးဝကင်းသွားပြီဟောမြတ်စွာဘုရားကိုယ်တိုင်ကပရိစ္ဆေသမုပ္ပါဒ်ကိုအပြန်အလှန်ဆင်ញင်စဉ်းစားလိုက်တဲ့အခါတရားတွေကရှင်းရှင်းကြီးဉာဏ်ထဲမှာထင်လာတော့ဘာတန်တရားမှမရှိတော့ဒါကြောင့်ဒါတွေဖြစ်နေတာပဲဒါတွေချုပ်သွားရင်ဒါတွေချုပ်ငိမ့်သွားမှာပဲဆိုတာရှုံမတွေးတော်စရာမရှိကိုယ်တွေ့သိထားတာဖြစ်တော့တန်တရားရှင်းသွားတယ်ရှင်းသွားပြီဆိုတာကိုနှုတ်ထဲကနေမပြောဘဲမနေနိုင်လို့ထုတ်ပြီးတော့ပြောတာကိုဥဒန်းစကားလို့ခေါ်တယ်နော်တခါတခါလူတွေလဲဝမ်းတာလုံးအကြည့်ရင်ပါးစပ်ကထွက်လာလေအပန်နေရင်ထဲနှလုံးထဲမှာသိမ့်ထားလို့မရလို့ရှံထွက်လာတဲ့စကားကိုဥဒန်းခေါ်တာပဲအဲ့ဒါလို့ပထမယံမှာဒီဥဒန်းစကားကိုကျွေးရင်ခဲ့ဒုတိယယံရောက်တဲ့အခါကျတော့အဓိကကတော့ပฏิလုံကိုအာယုံပြုတ်သင်္ခါရတွေအဝိဇ္ဇာတွေချုပ်သွားလို့သင်္ခါရတွေချုပ်ရတယ်သင်္ခါရတွေချုပ်သွားရင်ဝိညာဉ်ဆိုတာချုပ်မယ်ဝိညာဉ်ချုပ်ရင်နာယုတ်ဆိုတာချုပ်ရမယ်ဒီလိုချုပ်ငိမ့်သွားတာတွေကိုမြင်တဲ့အခါမှာလဲတန်တရားတွေကင်းသွားတယ်ဆိုတာကိုတကောင်းရမှာဥဒန်းတစ်ခါကျူးတယ်ယတာဟဝေပါတုဘဝန္တိဓမ္မာအာတာပိနောသာယတောဗြဟ္မဏအာတာပိဆိုတာကြိုးစားအထုတ်မှဒါသိနိုင်တယ်လွယ်လွယ်နဲ့တော့မသိဘူးဒါကြောင့်မို့ကြိုးကြိုးစားစားနဲ့တရားဓမ္မကိုရှုမှတ်ပွားများတဲ့သူတော်စင်ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်ရဲ့အသိဉာဏ်ထဲမှာဘောဓိပက္ခိယတရားတွေသစ္စာ၄ပါးတရားတွေဟာရှင်းရှင်းကြီးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တဲ့အထသကင်္ခဝပယံတိတပ္ပယတောခယံပစ္စယနာအဝေတိအကြောင်းတရားတွေကုံဆုံးသွားတာဆိုတာကိုသိသည့်အတွက်ကြောင့်အကြောင်းတရားရင်ကုံရင်အကျိုးလည်းကုံမှာပဲအကြောင်းတရားရှိနေအကျိုးတရားတွေရှိနေဥမှာပဲအကြောင်းတရားတွေကုံသွားတာနဲ့တပြိုင်နက်အကျိုးတရားတွေကုံသွားတယ်ဟုတ်တယ်လေအခုစဉ်းစားကြည့်ပေါ့အခုဒီဓမ္မယုံကြီးအတွင်းအလင်းရှိနေတာဘာလို့ရှိလျှက်စစ်မီးရှိနေလို့ဒီအလင်းရောင်ကလျှက်စစ်မီးပေါ်မှာဝူတည်နေတာလျှက်စစ်မီးငိမ့်သွားတာနဲ့တပြိုင်နက်အလင်းရောင်လည်းပျောက်သွားမှာပဲအမှောင်တွေရောက်လာမှာပဲသိကြတယ်အဲ့ဒါလိုပဲအကြောင်းတရားတွေချုပ်ငိမ့်သွားတာနဲ့တပြိုင်နက်
အကျိုးတရားတွေဟာလည်းချုပ်ငြိမ်းသွားမှာလို့ဆိုတာနဲ့ပတ်သက်ပြီးဘာတန်တရားမှမရှိတော့ဘူးဟောရှင်းရှင်းကြီးသိသွားတယ်ခုနတုန်းကအကြောင်းတရားတွေရှိနေသမျှဖြစ်နေဥမှာပဲဆိုတာသိအကြောင်းတရားတွေကုံသွားရင်အကျိုးတရားတွေလည်းကုံသွားမှာပဲဆိုတာလေတန်တရားကင်းသွားတယ်ဖေ။အဲ့ဒါကိုတကောင်းရမဒီလိုဥဒန်းကျူးလိုက်ပြန်တယ်။နာနဲ့မိုးတော့ပစ္စည်းမယံတို့ရောက်လာတဲ့အချိန်မှာအရှိလောကရကအရုံတက်လာပြီဆိုလို့ရှိရင်အရုံဆိုတာတခြားဟာကိုမဟုတ်ဘူးအရုဏဆိုတာနေရဲ့ရှေ့ပြေးညီတွေးအယောင်လေးကိုအရုံလို့ခေါ်တာပဲနောက်ကနေမင်းကြီးမထွက်လာခင်ရှေ့ပြေးအနီရောင်ကလေးတန်းလာတာပထမအဖြူရောင်တန်းတယ်မနေ့ကျရင်တေချာကေဥဆိုင်ချိပေါ့မိုးလေဝသအာရနေတဲ့အချိန်မှာဆိုရင်မနေ့ပိုင်းမှာအဖြူရောင်တွေအရင်ပေါ်လာတယ်အမှောင်ကုန်သွားတဲ့အခါအဖြူရောင်လေးတွေအဲ့ဒီအဖြူရောင်လေးတွေပေါ်လာတာကိုပစ္စုတလို့ခေါ်တယ်ကောင်းကင်ယံကိုကြည့်လိုက်တဲ့အခါမှာအနီရောင်လေးတွေအရှိလောကရမှာတိမ်နီလေးတွေပေါ်လာပြီအနီရောင်လေးပေါ်လာပြီဆိုရင်ဒါအရုံတက်တယ်လို့ခေါ်တာနော်ပေါ်ထွန်းလာတဲ့နေရဲ့ရှေ့ပြေးအယောင်ကိုအာယုံလို့ခေါ်တာဗမာတွေကတော့အာယုံလို့ပြောကြတာပေါ့ပါဠိစကားအစစ်ကအရုဏမို့အရုံလို့ပြောမှတဘာဝစကားလုံးနော်ဟိုအာယုံနဲ့ကွဲသွားအောင်အရုံလို့ပြောအာယုံတက်တယ်အဲ့ဒီအချိန်လေးမှာပရိစ္ဆေသမုပ္ပါဒ်ကိုအနုလုံပဋိလုံမြတ်စွာဘုရားဟာထပ်မံဆင်ញင်သုံးသပ်ပြီးတဲ့အချိန်အရုံတက်လာလို့မကြခင်နေနေကြီးထွက်လာတော့မယ်ရှေ့ပြေးအယောင်လေးတွေကိုမြင်ရတဲ့အခါမှာဥဒန်းကျူးတော်မူပြန်တယ်ယတာဟဝေပါတုဘွန်တိဓမ္မာအာတပိနောဇာတောဗြဟ္မဏတ္တဝိတုပယံဒိဋ္ဌတိမာရသေနံသူရိယောဝဩဝတယမန္တလိခံတဲ့ကျိုးကျိုးဆာဆာနဲ့တရားဓမ္မကိုရှုမှတ်ပွားများတဲ့သူတော်စင်ပုဂ္ဂိုလ်ရဲ့ဉာဏ်ထဲမှာဘောဓိပက္ခိယတရားတွေသစ္စာလေးပါးတရားတွေရှင်းရှင်းကြီးပေါ်လွင်လာပြီဆိုလို့ရှိရင်တဲ့ကိလေသာမန်တွေရဲ့အနောက်အရှက်တွေအာလုံးကိလေသာမန်ရဲ့စစ်တပ်ကိုခြေမုံပြီးတော့ကောင်းကင်မှာအမှောင်တိုက်တွေကိုခြေမုံပြီးတော့ပေါ်ထွက်လာတဲ့နေမင်းကြီးလိုပဲကိလေသာမန်စစ်တီရဲ့အနောက်ရှက်တွေအာလုံးကိုခြေမုံပြီးသားဖြစ်သွားပြီလို့မြတ်စွာဘုရားကဥဒန်းကျူးတော်မူခဲ့တာအဲ့ဒါဟာဘောဓိပင်အောက်မှာ9ရက်တိတိဝိမု ക്തി ဒုက္ခခံစားပြီးနောက်ဆုံးရက်မှာည300ဥဒန်းကျူးခဲ့တဲ့ဂါထာတွေပဲဒါတွေကဘယ်သူကမှဟောတာမဟုတ်ဘူးကိုတော်မြတ်ကိုယ်တိုင်ဝန္တာလောအာကြည့်ပြီးတော့ရွတ်ဖတ်တာတွေနှုတ်ကကျွေးရင်တာအဲ့ဒါကိုပန္လင်ကတတ္တဟလို့ခေါ်တယ်တင်မလင်နဲ့နေတာတတ္တဟာဒါနံပါတ်1တတ္တဟာတစ်ခုပဲဘောဓိပင်အောက်မှာပထမဆုံးသတင်းသုံးတဲ့9ရက်ကိုပန္လင်ကတတ္တဟာလို့ခေါ်တယ်အဲ့တော့စာပေကျမ်းဂန်မှာပန္လင်ကတတ္တဟာပြီးတဲ့အခါကျတော့အဇပါလတတ္တဟာဆိုတဲ့စိတ်ကြောင်းညောင်ပင်ဘက်ကိုကြွသွားတယ်လို့ဒီလိုပါပေမဲ့လို့ဈာထဲမှာတတ္တဟာ3ခုပါဠိထဲမှာဖော်မပြထားဘူးနော်။ဘာကြောင့်ဖော်ပြမထားဘူးဆိုတာတော့စဉ်းစားစရာလေးတစ်ခုရှိတာပေါ့။ပါဠိကတတ္တဟာပြီးတာနဲ့တပြိုင်နက်ဈာထဲမှာပါဠိတော်မှာဖော်ပြမထားတဲ့21ရက်ကကျမ်းနေသေးတယ်။အဲ့ဒီ21ရက်ကိုပထမဆုံးခု9ရက်ပန္လင်္ဂတတ္တဟပန္လင်္ဂဌာနတတ္တဌာနထဲမှာနံပါတ်1တစ်ခုပြီးသွားပြီအဲဒီနံပါတ်1ပြီးတဲ့အခါကျတော့
9 ရက်ပြည့်တဲ့အခါမှာတရားဓမ္မကိုဆင်ញင်သုံးသပ်ပြီးတော့နေတော့နတ်တွေကဘာတွေးကြလဲလို့ဆိုလို့ရှိရင်ယဟန်ဂေါရမဟာတရားအထုတ်ပြီးဖျားဖြစ်ပြီးတဲ့နောက်မှာ9 ရက်တိတိမလုံးမရှက်ဘောဓိပင်ကမထဘဲနဲ့ထိုင်နေတာဘာတွေများလုံးเสียကြမ်းနေလို့တော့ကိလေသာတွေမကုန်သေးလို့ဆက်ပြီးတော့တရားကျင့်နေတာလားလို့အတွေးတွေဝင်လာတယ်အဲ့ဒီလိုအတွေးဝင်တဲ့အခါမှာမြတ်စွာဘုရားကနတ်တွေရဲ့တန်တရားကိုပယ်ဖြောက်ဖို့အတွက်တကူပြာတွေဟာပြတယ်လို့ဆိုသေးတယ်နော်ဒီပထမတတ္တဌာနထဲမှာတကူပြာတွေဟာပထမဌာနမှာဒီပလင်္ဂဌာနမှာပဲအဆုံးမှာတကူပြာတွေကပြတယ်တကူပြာတွေကပြပြီးတဲ့အခါမှာပလင်တော်ကနေပြီးတော့အရှိခတ်ရွံ့ရွံ့မြောက်ဆောင်ဆောင်အရက်မှာကုန်းမြေလေးရှိတယ်မလှမ်းမကမ်းမှာကုန်းမြေလေးရှိအဲ့ဒီကုန်းမြေလေးဘက်ကိုကြွသွားပြီးတော့ဘောဓိပင်နဲ့ပလင်ကိုမမိတ်သောမျက်လုံးဖြင့်စိမ့်စိမ့်ကြည့်နေတာ9 ရက်တဲ့အဲ့ဒါ